ရကန်အချင်းဖလက်နက်ခိုင် ULAAD ARSA နာအာရဆိုဒိုကိုအချင်းဖအဖွေးဟုရည်ရွန်းထားတော်လေညအဖွေးများသည်ရိုဟင်ဂျာပြည်သူများ၏ကိုပိုင်ကာကွယ်ရေး Self Defense အတွက်လှုပ်ရှားမှုများပြုလုပ်နေကြောင်းသိရှိရပါတယ်အားလုံးပဲမင်္ဂလာပါArakan Daily News မြန်မာပိုင်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်မဲ့သတင်းကတော့ရခိုင်အချင်းဖလက်နက်ခိုင် ULAAE 17ရက်10လပိုင်း2025နှစ်တောက်ပြန်ရှအပေါ်တုံးပြန်တုံးထက်တင်ပြရှင်ပါတယ်ရိုဟင်ဂျာပြည်သူများအပေါ်မတရားဆွေးနွေးမှုများလူခွင့်ရေးရှုပ်ပုံမှုများနဲ့နောက်ခံရည်ရွယ်ချက်များကိုမြတ်သားစွာပေါ်ပြရန်ရည်ရွယ်ပါတယ်ရခိုင်အချင်းဖလက်နက်ခိုင် ULAAD ARSA နာအာရဆိုဒိုကိုအချင်းဖအဖွေးဟုရည်ရွန်းထားတော်လေညအဖွေးများသည်ရိုဟင်ဂျာပြည်သူများ၏ကိုပိုင်ကာကွယ်ရေး Self Defense အတွက်လှုပ်ရှားမှုများပြုလုပ်နေကြောင်းသိရှိရပါတယ်သူတို့ကအရေးသားများကိုတမင်တကာဖြစ်မဲ့တာကြီးမရှိကြောင်းကြေညာထားပြီးမြန်မာတပ်မတော်သို့မဟုတ်ဘင်္ဂလားဒေ့ရှ် BJP နမဟာမိတ်ဖွဲ့စည်းခြင်းမရှိဘဲကိုတူကိုတရဲတဲ့နေတာကိုလည်းရှင်းလင်းတင်ပြခဲ့တာကိုလဲလာသိရှိခဲ့ရပါတယ်ယခုအချိန်ထိ ARSA နအာရစုတို့သည်အရေးသားပြည်သူများကိုထိခိုက်စေသောလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်းတက်တဲ့မရှိပါရခိုင်အချင်းဖလက်နက်ခိုင် ULA ကတော့အပြစ်မဲ့ဒေသခံရိုဟင်ဂျာပြည်သူတွေအပေါ်နင်းမျိုးစုံနဲ့ဖြစ်မှုမျိုးစုံများကိုကျူးလွန်တိုက်ခိုက်နေတာကိုကမ္ဘာလူ့ခွင့်ရေးအဖွဲ့များကမတ်တက်တင်တာပြီးခိုင်မာတဲ့အထောက်အထားများနဲ့တကွရခိုင်အချင်းဖလက်နက်ခိုင် ULA ကို PR ပေးနေတာတွေကိုလည်းတွေ့ရှိရပါတယ်45 rights နဲ့မြန်မာမွတ်စလင် News Network တို့၏2025ခုနှစ်အစီရင်ခံစာများအရရခိုင်အချင်းဖလက်နက်ခိုင် ULAAD ရိုဟင်ဂျာအရေးသားများကိုပန်းစစ်နေဆက်တပြည့်ချင်းများနဲ့ဥကောင်းပြည့်ချင်းများပြုလုပ်ခဲ့ကြောင်းအတည်ပြုထားသည် AAD အာရကန်ပြည်နယ်အတွင်းရှိကျေးရွာများနဲ့ပန်းစစ်တင်းသေးတဲ့စကဲများတွင်စစ်ရာဇဝဲမှုများလူခွင့်ရေးရှုပ်ပေါမှုများကိုဆက်လက်ချိုးလုံနေသည်ဟု45 rights မှပေါ်ပြထားတာကိုလည်းတွေ့ရှိရပါတယ်ရခိုင်အချင်းဖလက်နက်ကိုင် ULAD ရိုဟင်ဂျာဟူသောအမည်နာမကိုပါတသက်မဲတဲ့ငင်းဆိုလျက်ရှိနေတာကိုလည်းတွေ့နေရပါတယ်သူတို့ရခိုင်အချင်းဖလက်နက်ကိုင် ULAA ရိုဟင်ဂျာဟူသောအမည်နာမကိုငင်းဆိုခြင်းကရိုဟင်ဂျာလူမျိုး၏ကိုယ်ပိုင်အမဲအရာ personal identity နဲ့လူမျိုးရေးအရာတသက်ပြမှု ethnic identity ကိုငင်းပြေခြင်းဖြစ်ပြီးလူမျိုးရေးကွဲခြားဆက်ဆံမှု၏ထင်ရှားသောတသက်တည်းအဖြစ်တွေ့ရပါသည်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီ၏နောက်ဆုံးအစီရင်ခံစာများတွင်ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာလူမျိုးများအပေါ်ဆက်လက်ကျူးလွန်နေဆဲဖြစ်သောဖြစ်မှုများကိုပေါ်ပြထားတာကိုလည်းလဲလာတွေ့ရှိရပါတယ်ယခုလက်တလောအရှင်တွင် ARSA သည်ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တွင်ရခိုင်အချင်းဖလက်နက်ကိုင် AA နှင့်တပွေပြပေါ်နေသည်ထိုအခြေအနေသည်ရခိုင်အချင်းဖလက်နက်ကိုင် ULAAA ၏နောက်ဆုံးတောက်ပြန်ချအတွင်းARSA RSO တို့ကိုအကျဉ်းပဟုသတ်မှတ်ခြင်းနဲ့ရိုဟင်ဂျာပြည်သူများကိုဆွဆွေးခြင်းများ၏နောက်ခံရည်ရွယ်ချက်ဖြစ်နိုင်သည်တိုက်ပွဲအတွင်းစစ်ဘက်အနိုင်ရရန်ရည်ရွယ်၍လူထုထံတွင် ARSA ကိုမတရားဟုပေါ်ပြရန်ကြိုးစားမှုတရအဖြစ်သုံးသပ်နိုင်ပါသည်ရခိုင်အကျဉ်းပလက်နက်ခိုင် ULAAD ရိုဟင်ဂျာပြည်သူများအပေါ်ကျူးလွန်ခဲ့သောစစ်ရေးဝေးမှုများလူ့ခွင့်ရေးရှုပ်ပေါမှုများအတွက်တာဝန်ယူရမည်ဖြစ်သည်၎င်းတို့၏ကြီးညာချက်သည်တပတ်တဲ့ဆွဆွေးမှုများဖြစ်ပြီးကိုယ်ပိုင်ကာကွယ်ရေး Self Defense အတွက်လှုပ်ရှားနေသောရိုဟင်ဂျာအဖွဲ့များကိုအကျဉ်းပဟုတတ်မှတ်ခြင်းသည်မြတ်တမှုမရှိတဲ့အကြောင်းသုံးသပ်ရပါတယ်မြင့်ချမ်းရေးနဲ့တရားမျှတမှုရှိသောအနာဂတ်တစ်ခုကိုတည်ဆောက်ရန်ရခိုင်အချင်းဖလက်နက်ခိုင် ULAAA နှင့်မြန်မာအစိုးရတို့သည်တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါသည်ရိုဟင်ဂျာပြည်သူများ၏ကိုယ်ပိုင်အမည်နာမဖြင့်ရဲတဲခွင်းလုံခြုံစိတ်ချရသောအင်ပြန်ခွင်းနှင့်အခြေခံလူခွင့်ရေးများကိုအတိမဲ့ပြုရန်ရခိုင်အချင်းဖလက်နက်ခိုင် ULAAA မြန်မာအစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများအားတိုက်တွန်းပါသည်ကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဤတည်င်းကိုမျှဝေပေးပါရင်လေတောင်းဆိုရှင်ပါတယ်ရိုဟင်ဂျာပြည်သူများ၏ dignity ကိုကာကွယ်ဖို့တည်င်းမင်ကိုပေါ်ပြဖို့အတူတကွရည်တည်ကြပါစို့